ကောင်လေးကသူ့အဖေရဲ့ခေါင်းကိုညင်သားစွာပုတ်မိလိုက်တယ်နောက်တစ်မိနစ်မှာတော့သူဟာအယိုးစွပ်ပြုတ်ဖြစ်ပြောင်းလဲသွားခဲ့ရတယ်ထူးဆန်းတာကမိသားစုဝင်တွေဟာဘာမှမကြောက်လန့်ကြပဲအပါတရစားတောက်နေကြတယ်ဒီမိသားစုမှာကလေး9ယောက်10ယောက်လောက်ရှိပြီးအိမ်မှာစားစရာမရှိတော့တဲ့အခါတိုင်းအဖေဖြစ်သူကကလေးတစ်ယောက်ကိုခေါ်သွားပြီးမိသားစုအတွက်စားစရာအဖြစ်ပြောင်းလဲပြစ်လေးရှိတယ်တားအကြီးဆုံးကတော့ကံကောင်းဆုံးပဲသူကလူလားမြောက်တဲ့အထိအသက်ရှင်ကျန်ရစ်ခဲ့ရုံတင်မကပဲနုညံ့သိမ်မွေးတဲ့ရည်စားတစ်ယောက်ကိုပါရရှိခဲ့တဲ့တနေ့မှာတော့သူကသူ့ရည်စားကိုမိဘတွေနဲ့မိတ်ဆက်ပေးဖို့အိမ်ကိုခေါ်လာခဲ့တယ်ဒါပေမဲ့အောက်ထပ်ကိုရောက်တာနဲ့ကောင်မလေးကပတ်ဝန်းကျင်ကြောင့်လန့်သွားခဲ့တယ်အဲ့ဒီတိုက်ခန်းကဝေးလံတဲ့စင်ကြေဖုံးရက်ကွက်မှာရှိပြီးအောက်ထပ်ပတ်ဝန်းကျင်မှာအမိုက်တွေပုံနေခဲ့တယ်ပထမတော့သူ့ရည်စားကိုစိတ်မပြတ်စေချင်တာမို့ကောင်မလေးကဘာမှမပြောခဲ့ပေမဲ့အဆောက်အဦရဲ့အထဲပိုင်းကဒီထက်ပိုဆိုးလိမ့်မယ်လို့သူဘယ်တော့မှမထင်ထားခဲ့ဘူးသူတို့ကောင်လေးရဲ့အိမ်ထဲကိုဝင်သွားတဲ့အခါသူ့အမေနဲ့ကလေးတဒါစင်လောက်ကသူတို့ကိုစိတ်အားထက်တန်စွာကြိုးဆိုခဲ့ကြတယ်ဒါပေမဲ့ကောင်မလေးကအိမ်ထဲမှာနန်းစော်နေတဲ့အနံ့ဆိုးတစ်ခုကိုသတိထားမိခဲ့တယ်မိဖို့ချောင်ကဘေစင်ကလည်းညစ်ပတ်နေပြီးပကံခွက်ရောက်တွေကလည်းနေရာအနှံ့ပုံပွားနေခဲ့တယ်သူ့ကြီးစားအမေရဲ့နှွေးထွေးတဲ့ကြိုးဆိုမှုရှိပေမဲ့လည်းကောင်မလေးကတော့သူ့ရဲ့စိတ်မတက်မတာဖြစ်မှုကိုမဖုံးကွယ်နိုင်ခဲ့ဘူးသူကင်ထားတဲ့ကိတ်မုံဘူးကိုအမေဖြစ်သူစီကမ်းပေးလိုက်တဲ့အချိန်မှာပဲနောက်တစ်စက္ကန့်မှာကလေးတွေကလူယူသွားကြတာကိုတွေးလိုက်ရတယ်သူတို့ဟာစားစရာမစားရတာကြားလာပြီဖြစ်တဲ့အတိုင်းအငမ်းမရစားခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲအမေဖြစ်သူကကလေးတွေကိုကန်ထုတ်ပြီးဧည့်သည်တွေရှိမှဘာလုပ်နေကြတာလဲလို့အော်ဟစ်ခဲ့တဲ့ကောင်မလေးကပို့ပြီးတော့စိတ်မတက်မတာဖြစ်လာပြီးပြန်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အမေဖြစ်သူကသူ့ကိုလက်ဖက်ရည်တောက်ဖို့အခန်းထဲကိုအတင်းဆွဲခေါ်သွားခဲ့တယ်ကောင်မလေးကသူ့ရဲ့လက်ဖက်ရည်ခွက်ထဲမှာစပင်တွေမျောနေတာကိုမြင်လိုက်ရတဲ့အခါမျက်မှောင်ကျုပ်သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရည်စားကအဲ့ဒီခွက်ကိုအေးအေးဆေးဆေးကောက်ယူပြီးဘာမှမတွေးပဲတောက်ချလိုက်တယ်တခြားရွေးချယ်စရာမရှိတော့ဒါမို့ကောင်မလေးလည်းအဆင်ပြေအောင်အတက်နိုင်ဆုံးစူးစမ်းနေထိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ထိပ်ပြောင်ပြောင်နဲ့အဖေဖြစ်သူအိမ်ပြန်ရောက်လာတယ်။တားရီမင်းကြီးစားကတကယ်လာတာပဲလို့အဖေဖြစ်သူကပြောရင်းညစာစားဖို့အတွက်နေခဲ့မလားလို့ကောင်မလေးကိုမေးခဲ့တယ်။ဝိုင်းကြည့်နေတဲ့မျက်လုံးတွေအများကြီးကြောင့်ကောင်မလေးလည်းမတက်တာပဲသဘောတူလိုက်ရတယ်။အဲ့ဒီအချိန်မှာသူဘလို့ထိတ်လန့်စရာအခြေအနေမျိုးနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာကိုသူလုံးဝမသိရှိခဲ့ပါဘူး။